ကျွန်တော်ပတ်ဝန်းကျင်မှာလူတွေတော်တော်များများကစိတ်ညစ်နေကြတယ်စိတ်မချမ်းသာဘူးနောက်ပြီးတော့ဘဝကိုတိုးတက်ချင်ကြတယ်ပြောင်းလဲချင်ကြတယ်အဲ့လိုပြောနေတဲ့သူတွေအများကြီးကြုံမှုပါလိမ့်မယ်အဲ့ဒါဘာကြောင့်လဲလူတွေဘာကြောင့်သူတို့စိတ်မပျော်ရွှင်တာလဲဘာကြောင့်စိတ်ညစ်တာလဲဘာကြောင့်သူတို့ဘဝတွေမတိုးတက်တာလဲမပြောင်းလဲတာလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်မျှဝေသွားမယ်အကြောင်းလေးတစ်ခုရှိပါတယ်တကယ်လို့အခုဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေရလည်းကိုဘဝကိုစိတ်ညစ်ချင်မှုဘဝကိုဒီထက်မကတိုးတက်ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်အခုကျွန်တော်လူတွေရဲ့စိတ်ခံစားချက်လူတွေရဲ့အမူအရာအကျင့်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့လူတွေအခုဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေကိုယ်တိုင်လည်းကျွန်တော်လူတွေရဲ့ခေါင်းပေါ်မှာလူတိုင်းရဲ့ခေါင်းပေါ်မှာကျွန်တော်ချင်းတစ်လုံးရှိတယ်လို့မျက်လုံးထဲမှာမြင်ကြည့်လိုက်ပါလူတိုင်းရဲ့ခေါင်းပေါ်မှာချင်းတွေကိုစီရွက်ပြီးတော့သူတို့ရဲ့ဘဝအတွက်နေ့စဉ်အတွက်သူတို့လှုပ်ရှားသွားလာနေတာလို့မျက်လုံးထဲမှာမြင်ကြည့်ပါခံစားကြည့်ပါတချို့လူတွေကအဲ့ဒီချင်းထဲမှာသူတို့ဘဝသွားလာလှုပ်ရှားနေတဲ့အချိန်မှာသူတို့နေ့စဉ်ကြုံတွေ့နေရတဲ့အမိုက်တရိုက်တွေမကောင်းတဲ့အညစ်အကြေးတွေသူတို့လမ်းမှာတွေ့တဲ့အညစ်အပတ်တွေအကုန်လုံးကိုအဲ့ဓာတွေကောက်ပြီးတော့သူတို့ခေါင်းပေါ်အချင်းထဲမှာတချို့ကထည့်နေကြတယ်အဲ့တော့တချို့ကြတော့လေအဲ့ဒီခေါင်းပေါ်မှာထည့်ထားတဲ့အဲ့လိုအမိုက်တရိုက်အညစ်ပတ်တွေကိုဘယ်သူခေါင်းပေါ်တွန်ချမလဲဆိုတာစဉ်းစားနေတာဒါနောက်ထပ်တချို့လူတွေလည်းရှိပါသေးတယ်ဒါပြင်မဟုတ်ဘူးအဲ့တော့နောက်ထပ်တချို့လူတွေကြတော့သူတို့ဘဝအတွက်နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေတဲ့အချိန်မှာသူတို့ခေါင်းပေါ်မှာရှိတဲ့ချင်းထဲမှာသူတို့လမ်းမှာတွေ့တဲ့သူတို့ဘဝအတွက်အကျိုးရှိမဲ့အရာတွေအကျိုးရှိတဲ့အရာတွေသူတို့ဘဝအတွက်အသုံးဝင်မဲ့အရာတွေအကုန်လုံးကိုသူတို့ကကောက်ပြီးတော့တန်ဖိုးရှိတာတွေအကုန်လုံးသူတို့ခေါင်းပေါ်ချင်းထဲကိုထည့်နေကြတယ်အဲ့တော့ကျွန်တော်ကတချို့လူတွေကလမ်းမှာတွေ့တဲ့ညစ်ပတ်တဲ့အရာတွေအမိုက်တရိုက်တွေမကောင်းတဲ့အရာတွေသူတို့ခေါင်းပေါ်ချင်းပေါ်မှာတချို့ကထည့်နေကြတယ်တချို့ကြပြန်တော့လေလမ်းမှာတွေ့တဲ့သူတို့ဘဝအတွက်အကျိုးရှိမဲ့အရာတွေတန်ဖိုးရှိတဲ့အရာတွေသူတို့ထည့်နေကြတယ်အဲ့တော့ဒီလူနှစ်မျိုးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအမိုက်တရိုက်တွေထည့်နေတဲ့သူတွေကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ခေါင်းပေါ်ချင်းဆိုတော့ကျွန်တော်တို့ခေါင်းထဲမှာရှိတဲ့အတွေးခေါ်အုံနောက်ကျွန်တော်တို့ရဲ့စဉ်းစားဉာဏ်ကျွန်တော်တို့ရဲ့စိတ်ကိုပြောတာပါကျွန်တော်တို့လူတွေအကုန်လုံးကသူတို့ရဲ့အဲ့ချင်းလို့ခေါ်တဲ့အုံနောက်အတွေးခေါ်စိတ်ထဲမှာအဲ့လိုမကောင်းတဲ့စိတ်ဆိုးတာတွေစိတ်ညစ်တာတွေဒေါသဖြစ်တာတွေအဲ့လိုမျိုးမကောင်းတဲ့အရာတွေအကုန်လုံးကိုသူတို့ကဆွဲထည့်နေကြတယ်ပြီးလို့ရှိရင်အဲ့ဓာတွေအကုန်လုံးကိုလေသူများတခြားတစ်ယောက်ရဲ့ခေါင်းပေါ်သူတို့သွားပြီးတော့လိုက်ပြီးတော့တုံနေကြတာအဲ့တော့ကိုယ်တိုင်လည်းကိုယ်ခေါင်းပေါ်မှာရှိတဲ့ချင်းထဲမှာအဲ့လိုအမိုက်တရိုက်တွေအညစ်အကြေးတွေမကောက်ထည့်ပါနဲ့ပြီးတခြားလူရဲ့ခေါင်းထဲမှာတခြားလူရဲ့ခေါင်းပေါ်မှာအဲ့လိုအမိုက်တရိုက်အညစ်အကြေးတွေကောက်လာတဲ့ချင်းတွေလူတွေတွေ့လို့ရှိရင်လေကိုယ်ခေါင်းပေါ်လာတုံလို့ရှိရင်လေအတုံမခံပါနဲ့အဲ့တော့ကျွန်တော်တို့ကကိုယ့်ဘဝကိုစိတ်ညစ်စိတ်ညစ်တာတွေမဖြစ်စေချင်ဘူးစိတ်ချမ်းသာခြင်းနဲ့ကိုယ့်ဘဝကိုတိုးတက်ပြောင်းလဲခြင်းနဲ့ဒီတက်မကကောင်းတဲ့ life ကိုရကျင်တယ်ဆိုလို့ရှိရင်ကိုနေ့စဉ်ကြုံတွေ့ဖြတ်တန်းနေရတဲ့ကိုယ့်ရဲ့ life မှာကိုယ်ခေါင်းပေါ်မှာရှိတဲ့ချင်းလို့ခေါ်တဲ့ကိုယ့်ရဲ့အုံနောက်ထဲကိုနေ့စဉ်နဲ့အမျှတန်ဖိုးရှိတဲ့အရာတွေဘဝအတွက်အကျိုးရှိမဲ့အရာတွေအဲ့ဓာတွေကိုပဲခေါင်းထဲကိုထည့်ပါမကောင်းတဲ့အရာတွေကိုခေါင်းထဲမှာမထည့်ပါနဲ့နောက်ပြီးတော့မကောင်းတဲ့အရာတွေတည်လာတဲ့လူတွေတွေ့လို့ရှိရင်လေကိုယ်ခေါင်းပေါ်မှာလာအတုံမခံအောင်ရှောင်ပါအဲ့ဒါဆိုရင်မိတ်ဆွေရဲ့ဘဝစိတ်ချမ်းသာလိမ့်မယ်စိတ်ညစ်တာတွေရှိမှာမဟုတ်တော့ဘူးကိုယ့်ဘဝလက်ရှိကိုယ့်ရဲ့လက်ရှိ level ရနေပြီးတော့မှတိုးတက်ပြောင်းလဲလာနိုင်မယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်ကြည့်လို့အကျိုးတစုံတရာရှိခဲ့မယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုဖိုင်အောက်ခြေမှာရှိတဲ့ subscribe ဆိုတဲ့အနီရောင်စာတန်းလေးကိုနှိပ်သွားပေးလို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ